င်္ဂလာပါရှင်လိပ်စာ TV ရဲ့မြန်မာဘာသာသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။အောက်ဂတ်လ23ရက်နေ့ရရှိထားတဲ့သတင်းတွေကိုကျမခွန်မန်ဂျေလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်။အင်နိုဂျီဒေတာမှာတိုက်ပွဲများဖြစ်ပွားနေတာကြောင့်ဘေးလွတ်ရာထပ်ပြီးတင်းရှောင်နေတဲ့ဒေတာခများအတွက်အစားအသောက်များကုညီထောက်ပံ့မှုအရေးတကြီးလိုအပ်နေကြောင်းသိရပါတယ်ရှင်။စစ်ကောင်စီတပ်ကဒေတာခများရှိရာနေရာများတို့ဒရုန်းလေကြောင်းများဖြင့်နေစစ်မပြတ်တိုက်ခိုက်နေတာကြောင့်ဒေတာခများဘေးလွတ်ရာထပ်ပြီးတင်းရှောင်နေရကြောင်းလည်းသိရပါတယ်။ယခုအချိန်အင်နိုဂျီဒေတာမမုန်းကင်နဲ့မိုင်းနှောင်ကြီးရွာများတွင်စစ်ရေးတင်းမာနေတာကြောင့်SNA ပြည်သူစစ်တပ်များဟာခရီးတွားပြည်သူများကိုအတင်းအကျပ်စစ်ဆေးမှုများပြုလုပ်နေတာကြောင့်ဒေသခံများတွာလာခက်ခဲနေကြောင်းလည်းသိရပါတယ်။ယခုအချိန်အင်နော်ဒီဒေသခံများကမြောင်ပြေမိုးငင်းမိုးကောင်းနဲ့ဟိုပြေမြို့များတွင်ထပ်ပြေးသိမ်းရှောင်နေရပြီးစားဝတ်နေရေးအတွက်အလူရှင်များလိုအပ်နေကြောင်းလည်းသိရပါတယ်ရှင်။တပွေအောင်မြို့နယ်မန်းနာအထက်တန်းကျောင်းတွင်ကျောင်းကော်မတီမှဦးဆောင်ပြီးကျောင်းသူကျောင်းသားများကိုမိုးရတီဘိုးလုံးအားကစားပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ယခုလိုကျင်းပပြုလုပ်ရခြင်းဟာကျောင်းသားကျောင်းသူများအားလုံးကျန်းမာကြံ့ခိုင်မှုနှင့်ပညာသင်ကြားနိုင်ရန်အားကစားပြုလုပ်ခြင်းဖြင့်တဦးနှင့်တဦးချစ်ခင်ရင်းနှီးဖို့ရကြဖို့ရည်ရွယ်ပြီးကျင်းပပြုလုပ်ခဲ့ကြောင်းကျောင်းကော်မတီထံမှသိရပါတယ်။အဆိုပါကျောင်းဟာပြီးခဲ့တဲ့နှစ်တွင်မှာတော့စက္ကစအုပ်ချုပ်ခဲ့ရဖြစ်ပြီး2024နှစ်ကစပြီး KNU အစိုးရမှဦးဆောင်ကဖွင့်လှစ်တင်ကြားနေတဲ့အကြောင်းဖြစ်ပါတယ်ရှင်။ဟူကောင်ဒေတာအုံနွက်ကျေးရွာမှာအောက်ဂတ်လ22ရက်နေ့ကဒိတ်လွင်စားတောက်ကုန်များကိုKNUအစိုးရကျန်းမာရေးဝန်ထမ်းများစစ်ဆေးပြီးအတိပေးဟိုပြောခြင်းများပြုလုပ်ကြောင်းသိရပါတယ်။အခုလိုဒိတ်လွင်စားတောက်ကုန်များစစ်ဆေးမှုပြုလုပ်ရာတွင်ကျေးရွာကော်မတီတာဝန်ရှိသူများကျန်းမာရေးဌာနများရေးဌာနများဌာနဆိုင်ရာတီတီမှတာဝန်ရှိသူများပါဝင်ကွာစုပေါင်းလှုပ်ဆောင်ကြတာဖြစ်ကြောင်းသိရပါတယ်ရှင်။ဒိတ်လွင်စားသောက်ကုန်တွေကိုမိဘပြည်သူများမဝယ်မိစေရန်ကျမရင်းနေငညွတ်တော်စားသောက်ကုန်များကိုတုံးဆွဲနိုင်ရန်ရည်ရွယ်လက်ကျေးရွာအတွင်းအခုလိုပြုလုပ်တာဖြစ်ကြောင်းတာဝန်ရှိသူတွေပြောပါတယ်။ကျေးရွာရှိဈေးဆိုင်တိုင်းလိုဒိတ်လွင်ပစ္စည်းတွေကိုဈေးရောင်းသူတွေရှေ့မှာမိရှို့တာတွေပြုလုပ်ပြီး6လတကြိမ်စစ်ဆေးမှုတွေပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။